ကမ္ဘာသမိုင်းမှာစွန့်စားကန်လို့ပြောလိုက်လူရိုင်းရဲ့ပါဇက်ပစာမှာကြီးမြင်ခဲ့ကြတဲ့စကန်တို့တစ်လုံးရှိပါတယ်အဲ့ဒါကတော့ Odyssey ပါပဲဒါပေမဲ့ဒီစကန်တို့ရဲ့နောက်ကမှာတွေးဆုံးခဲ့တဲ့ဓာတ်သွားတွေနတ်ဖျားတွေရဲ့ဒေါသနဲ့နှစ်ပေါင်း20ကျော်ပျောက်ဆုံးခဲ့ရတဲ့ဘုရင်တစ်ပါးရဲ့မျက်ရည်ရှိတယ်အောင်ခင်ဗျားတို့သတိထားနေကြတယ်များမှာအိမ်ပြန်မှုလမ်းမရှိတော့ဘူးလို့ခံစားမှုပဲရှေ့ရရဲ့ဇနီးတဲ့နဲ့တားနီကိုထားခဲ့ပြီးစစ်ထွက်ရမယ်ပြီးတော့အိမ်ပြန်မှုလမ်းမှာဘလူးတွေစုံးပါတွေနဲ့ပင်တဲ့နတ်ဖျားတွေကိုရင်ဆိုင်ရမယ်ဆိုရင်ခင်ဗျားရွေးချယ်မလားဒီနေ့မှာတော့ခရစ်စာစပညာရှင်ပိုးမချင်ခဲ့တယ်ကမ္ဘာအကြီးအကျယ်ဆုံးဌာနတွေတစ်ခုတည်းကိုကျွန်တော်တို့ Odyssey နဲ့အတူတူဖြည့်သွားကြည့်ကြရအောင် BC 800စုခရစ်စာစပညာရှင်ပိုးမှာ The Alien နဲ့ The Odyssey ဆိုတဲ့ကြပြရှင်နှစ်ပုဒ်ကိုပေးထားခဲ့တာ Alien က Try စစ်ပွဲရဲ့အဆုံးသက်ကိုပြောပြရတယ်ဆိုရင် Odyssey ကတော့အဲဒီစစ်ပွဲအပြီးမှာအိမ်မပြန်နိုင်ပဲပင်လယ်ပြင်မှာတောင်တင်ခဲ့ရတဲ့သူရဲ့ကောင် Odyssey ရဲ့အကြောင်းဒါနှုတ်ကတဆင့်လက်ဆင့်ကဖြစ်ပေါ်လာတဲ့ပုံမြင်တွေဖြစ်တော့အစပိုင်းမှာတော့ဒန်နိုင်တက်တက်လိုပဲထင်ခဲ့ကြတာပေါ့နောက်ပိုင်းမှာတော့ဒီဇန်နန်းတွေကတမိုင်းဝင်အချက်အလက်တွေနဲ့လက်နက်နဲ့ပတ်သက်နေတာကိုတွေ့ရှိရပါဟိုမာကဒီဇန်နန်းကိုနောက်ကျောင်းပြန်ပြောပြတဲ့ပုံစံမျိုးနဲ့စတင်ပြောပြထားပြီးတော့ကျွန်တော်တို့ရှေးဟောင်းဂရိဒန်နိုင်ကဘာတွေကိုခေါ်ဆောင်သွားမှာဖြစ်ပါတယ် Odyssey သူဟာအီတကာကျွန်းရဲ့ဘုရင်တစ်ပါးဖြစ်တယ်တာမန်သူရဲကောင်းတွေကခွန်အားကိုပဲအားကိုးကြတယ်မယ်သူကတော့ညံတင်ညာအောင်အားကိုးတယ်ဒါကြောင့်ပဲသူ့ကို Odyssey တခန်းနေညံများသော Odyssey လို့ခေါ်ကြတာပါသူဟာတာယာလှပတဲ့မိသားစုဘဝလေးကိုလည်းပိုင်ဆိုင်ထားပါတယ်ဇနီးတဲ့ Penelope နဲ့တာနီ Telemachus တို့နဲ့အတူအေဂျင့်ဆောင်နေထိုင်ခဲ့ကြတယ်ဒါပေမဲ့ကံကြမ္မာရဲ့အနှစ်ပြောင်းလာတော့ Sparta ဘုရင်ရဲ့ဇနီး Helen ကို Troy ရဲ့မင်းသား Paris ကပြန်ပြေးဆွဲသွားတဲ့အခါမှာတော့Odyssey ရဲ့ကမ္ဘာလေးဟာအပြောင်းအလဲတွေစတင်လာပါတော့ Odyssey ကသူအရင်ပေးခဲ့တဲ့ကတိကြောင့်စစ်ပွဲထဲမှာပါဝင်ရမယ်ဆိုတော့သိတဲ့အခါသူဘာလို့ခံလဲသိလားသူယူကြီးအောင်ဆောင်ခဲ့ပါတယ်လေခွင်းထဲမှာစားရီကျဲပြီးအယူတယောက်လိုဟန်ဆောင်ခဲ့ပေမဲ့အာဂါမန်နိုတို့ကတော့သူ့ရဲ့သားလေးကိုအနေပြုမဲ့ဟန်နဲ့စမ်းတက်လိုက်တဲ့အခါမှာတော့သူ့ရဲ့ဟန်ဆောင်နေအနည်းညာတွေပြက်ပြေပြီးတော့ Odyssey တယောက်နဲ့စစ်မြေပြင်ကိုခရီးထွက်ခဲ့ရပါတယ်Prime ရဲ့တတိုင်းနေရာနတ်ဖျားတွေကိုရင်တီဆောက်ပြီးထားလို့ဆိုရှိတဲ့အတိုင်းတိတ်ကိုခိုင်ခန့်ပါ Resetta 10နှစ်တိုင်တိုင်မြို့ဝန်းရံခဲ့ပေမဲ့မြို့ရဲကိုဝင်နိုင်ခဲ့ပါ Achilles Hector တို့ကြော်ကြားတဲ့သူရဲကောင်းတွေအောင်ကြာဆုံးရရဲ့ဒီစစ်ပွဲကကြမ်းတမ်းလုံးပါစစ်ပွဲရဲ့10နှစ်မြောက်မှာ Greece City တွေကအိမ်ပြန်ခြင်းစိတ်တွေပြင်းပြနေပြီစိတ်ဓာတ်တွေကြာဆင်းနေပါအဲ့ဒီချိန်မှာပဲ Odyssey ရဲ့ဉာဏ်ပညာကြီးမားမှုအရေးပါလာပါတော့ခွန်အားနဲ့မနိုင်ဉာဏ်နဲ့နိုင်ရမယ်ဆိုတဲ့စောင့်ဖို့အတိုင်းသူဟာစပသမိုင်းမှာအကျော်အကြားဆုံးလှည့်ကွက်ကိုပြန်စီခဲ့ပါ Resetta ကြီးကရုတ်တရက်ဆုတ်ခွာသွားပါတယ်သူတို့ဟာရှုံးနေလို့ပြန်သွားကြပြီလို့လည်း try တွေကထင်မှတ်ခဲ့ကြတာပေါ့နောက်ပြီးလူတကားရှိမှာအေယာမတတမီနုံကြီးတွေကိုထားခဲ့ပါတယ်ဒါနတ်ဖျားတွေကိုပူဇော်တဲ့လက်ဆောင်လို့ try မျိုးတွေယုံကြည်သွားခဲ့ကြတယ်နောက်ပြီးသူတို့ကအောင်မဲခံပြီးမြင်းရုပ်ကြီးကိုမြို့ထဲကိုဆွဲသွင်းခဲ့ကြတာပေါ့အမျိုးလုံးနဲ့တောက်စားမှုရဲ့ပြီးအကြီးအကျယ်အောင်မဲခံခဲ့ကြတယ်ဒါပေမဲ့မြင်းရုပ်ကြီးရဲ့ပိုက်ခဲမှာ Odyssey နဲ့ရွေးချယ်ထားတဲ့စစ်တီတွေကအသက်ရှူတံကိုတော့ထဲပြီးတော့အချိန်ကောင်းအောင်စောင့်ဆိုင်နေခဲ့ကြတယ်ညတကောင်အချိန်အောင်မဲခံပြီးလူရိုင်းအိမ်မောကြနေချိန်မှာတော့မြင်းရုပ်ကြီးရဲ့တကားချက်ကပွင့်လာဒါဟာ Try မျိုးရဲ့နောက်ဆုံးသက်ရှူတံပါပဲ Odyssey နဲ့သူ့လူတွေကလူတကားကိုဖွင့်ပေးလိုက်တယ်အနီးနားမှာပုံအောင်နေတဲ့ Greece တက်ကြီးကိုလည်းအချက်ပေးလိုက်တယ်တခဏချင်းမှာပဲခိုင်ခန့်ငှပါရဲဆို Try မျိုးကြီးဟာဘီဟုံးဟုံးတောက်ပြီးတော့ပြာကျသွားတယ်လူစတန်မင်းကြီးကလည်း Try မျိုးရဲ့မိတောက်တွေကိုမောင်းအီတာပေါ်ကနေစောင့်ကြည့်ခဲ့ Odyssey ရဲ့ဉာဏ်ပညာကြီးမားမှုကြောင့် Greece ဒီစစ်ပွဲမှာအနိုင်ရရှိခဲ့ပါတယ်ဒါပေမဲ့အောင်ပွဲဆိုတာအမြဲတမ်းပျော်ရွှင်စရာတော့မဟုတ်ပါဘူး Odyssey ဟာသူ့ရဲ့ဉာဏ်ပညာကိုမာနအဖြစ်ပြောင်းလဲလိုက်တဲ့အခါမှာနတ်ဖျားတွေကိုစော်ကားမိတယ်ဖြစ်သွားပါတယ်သူဟာအောင်နိုင်လူဖြစ်အီတကာကိုပြန်မှုကျွမ်းမိခဲ့ပြီနဲ့သူ့ရှိမှစောင့်ကြိုနေတာကတော့တာမန်ပင်နေခီးမဟုတ်ဘူးနတ်ဖျားတွေစီမံထားတဲ့ချိန်စာသင့်ခီးခြင်း
သူဟာအင်ဒင်ရောက်ဖို့နောက်ထပ်10နှစ်တိုင်ဘယ်လိုဒုက္ခခံရအောင်လဲသူ့ရဲ့ရဲဘော်တွေရဲ့ကံကြမ္မာကရောဘယ်လိုဖြစ်မလဲနောက်ထပ်ဗီဒီယိုမှာတော့သူတို့ပထမအောင်ဆုံးရောက်ရှိသွားမယ်စခိုးနီးစတူမီယာတွေးဆုံတဲ့တိုက်ပွဲအကြောင်းသင်ဆက်သွားမှာဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမျိုးကြိုက်နေတဲ့ရင် like and subscribe လုပ်ထားဖို့လည်းမမေ့ကြပါနဲ့ကျွန်တော်တို့နောက်ထပ်အပိုင်းထဲမှာပြန်တွေ့ကြမယ်အားလုံးပဲ see you soon